ပြားလေးကိုစင်းသွင်းနဲ့စားနဲ့လုံထားပါတယ်ချက်သွင်းဖြူချက်သွင်းနီးဇပလင်မမြော့ဒီရောထားလာတာလေးကိုစီးတက်မယ်ပြားချက်ဖို့စီးတက်ရပြီဆိုရင်တော့ငါးလေးထည့်မယ်ဒီနေ့ပြားနဲ့ပြင်းနဲ့ဆော်တာထည့်မယ်ဒီထည့်မယ်စပလင်ဖျားလေးတွေကိုခြိပြီးတော့ထည့်လိုက်မယ်ဘုတ်ခဏအုပ်ထားပါမယ်ရှင်းနေလေးအုပ်လိုက်မယ်ဒီဆိုရင်ငါးမြန်းပြားချက်လေးရပါပြီ